တော့3တုံးထားတဲ့ကားတွေထဲမှာ top 4ကိုတုံးလို့ရလားပြီးတော့ရောတုံးရောဘယ်လိုကျေးဇူးတွေရှိမလဲပေါ့ဆရာဟောအဲ့ဒါကရပါတယ်ဒီလိုလေးတို့ကဥမာတော့တို့ကဒီလိုစောစောပြောခဲ့တဲ့ silicon base နဲ့ဒီကောင် glycol base ပေါ့ဟုတ်ကဲ့ဆရာအဲ့တော့ silicon base ကသူကဒီ dot number အရာပြောရင် dot 5ပေါ့ဟုတ်အဲ့တော့ glycol base က dot 3နဲ့ dot 4အဲနောက်ပိုင်းမှာသူကဒီမှာ glycol base ကိုပဲသူက boiling point ညစ်အောင်လုပ်တဲ့ခါကျတော့ dot 5.1 နဲ့လာတယ်5ကသူကအရင်တည်းကရှိပြီးသားဖြစ်တယ် silicon ဟုတ်ဆိုတော့တို့က dot 5.1 ရှိတယ် dot 3ရှိတယ် dot 4ရှိတယ်အဲ့တော့တို့ကဘာဖြစ်လဲဆိုတော့အဲ့တော့ဒီဟိုမှာကွာ silicon base နဲ့ဒီမှာ glycol base ကိုရောသုံးလို့တော့မရဘူးဟုတ်ကဲ့အဲဒါပေမဲ့ဒီကောင်ကိုမင်းဟိုမှာ silicon base ကိုထည့်ထားတဲ့အထက်မှာအဲ့ဒါတွေအကုန်လုံးဖယ်လိုက်တိုင်းရှင်းရေးလုပ်ပြီးသွားရင်ဒီ glycol base ကိုထည့်လို့ရတယ်ဟုတ်ကဲ့ဆရာအဲ့တော့အဲ့လိုမျိုးသုံးလို့ရတယ်အဲဒါမှမဟုတ်ရင်စောစောလိုမျိုး dot 3နဲ့ dot 4ရောသုံးလို့ရလဲဆိုတော့သူက glycol base ဖြစ်တဲ့အတွက်ဒီမှာဗာလဲဆို blending လုပ်ရင်ရတယ်လို့တော့ဒါ theory ရပြောတာပေါ့ဒါပေမဲ့တကယ်တော့ရောတော့မသုံးသင့်ဘူးပေါ့တကယ်သုံးမယ်ဆိုရင်ထဲကဟွာတွေကိုဖယ်ထုတ်လိုက်ပေါ့တော့ကျွေးတော့ဖယ်အောင်ပါနော်တော့ဟွာတွေကိုဖယ်ထုတ်လိုက်ပေါ့ဘာလို့ရောသုံးရင်ရလားဆိုရတယ်ဒါပေမဲ့ဒါက theory အရတော့ရတာပေါ့ဟုတ်ကဲ့တကယ်တမ်းလက်တွေ့မှာကျတော့အဲ့လိုဖယ်ထုတ်ပြီးမှသုံးတာတော့ပိုအဆင်ပြေတာပေါ့ဟုတ်ကဲ့ပါဆရာဟုတ်